ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တူရီမောင်ဆိုင် YouTube channel လေးကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရဗျာနော်ကျွန်တော်လာတင်ပြရတဲ့ဗီဒီယိုလေးကတော့ရှေ့လာမယ့်အပတ်အတွက်ကိုနော်25ရက်နေ့25ရက်5လ2026ကနေပြီးတော့နော်29ရက်5လ2026ထိဦးမကျော်ဇာတို့ပတ်တီနဲ့မွေးကနန်းကိုလာမျှဝေပေးတဲ့ဗီဒီယိုလေးဖြစ်ပါရဗျာနော်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ YouTube ကအမျိုးတွေအားလုံးကလည်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးစီးပွားဥစ္စာတည်ရလားကြီးဝါတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါရဗျာနော်ကဲရှေ့လာမယ့်အပတ်အတွက်25ရက်နေ့ကနေပြီးတော့29ရက်နေ့ထိဦးမကျော်ဇာတို့ပတ်တီကတော့9ပတ်တီပဲဖြစ်ပါရဗျာနော်9ပတ်တီပါဦးတပတ်စာမွေး3ခွက်ကတော့50 53 55ပဲဖြစ်ပါရဗျာနော်တပတ်စာမွေး3ခွက်ကတော့50 53 55ပဲဖြစ်ပါရဗျာနော်ကဲကျွန်တော်ဘက်ကနေပြီးတော့ကိုမတွေအားလုံးနော်ရှေ့လာမယ့်အပတ်အတွက်မပြောက်ကနန်းလေးတွေကိုပါထည့်ပြောပြီးတော့မှဖြစ်ပါရဗျာနော်ကဲရှေ့လာမယ့်ဘက်တော့မပြောက်ကနန်းလေးတွေကတော့9 3 1 6 4ပဲဖြစ်ပါရဗျာနော်ရှေ့လာမယ့်ဘက်တော့မပြောက်ကနန်းလေးတွေကတော့9 3 1 6 4ပဲဖြစ်ပါရဗျာနော်ကဲအခုဗီဒီယိုလေးကိုမြင်တွေ့နေတဲ့ YouTube အမျိုးအားလုံးကလည်းနော် channel လေးကို subscribe မလုပ်ရသေးအကူမတွေအားလုံးကလည်း channel လေးကို subscribe လုပ်ပေးပါလက်မလေးလည်းတယောက်ချက်စီနှိပ်ပြီးတော့ share မှု share အားလေးနဲ့ကူညီပေးပါဗျာနော်အခုဗီဒီယိုလေးကိုလည်း share လို့ရတဲ့နေရာမျိုးတွေမှာ share ပေးပါမျှဝေလို့ရတဲ့နေရာမျိုးတွေမှာမျှဝေပေးတော့ပါလို့ကျွန်တော်ဘက်ကနေမေတ္တာရက်ခံအပ်ပါရဗျာနော်ကဲဥမာကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ YouTube ကအမျိုးတွေအားလုံးကလည်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးစီးပွားဥစ္စာဒီရေလားကြီးပွားတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါရဗျာနော်မင်္ဂလာရှိသောမင်္ဂလာညချမ်းလေးဖြစ်ကြပါစေဗျာနော်